အားလုံးမင်္ဂလာပါကယ်လီပေါင်တို့ YouTube Channel ကနေတင်တို့ကိုຫນွေထွေးဆိုတာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာကတော့ American နဲ့တရုတ်နိုင်ငံအခွန်စစ်ပွဲမှာတရုတ်နိုင်သွားမလားဆိုတဲ့အကြောင်းဖြစ်ပါတယ်အဖြေကတော့တရုတ်နိုင်သွားမှာနိုင်တောင်နိုင်နေပါပြီဘာကြောင့်လဲဆိုတော့တရုတ်က American ကိုတနိုင်ငံတည်းတိုက်ရတာမဟုတ်ပဲနဲ့ American နိုင်ငံနဲ့ဥရောပနိုင်ငံတွေနဲ့တိုက်ရတယ်ကနေဒါနဲ့တိုက်ရတယ်မက္ကဆီကိုနဲ့တိုက်ရတယ်အာဖရိကနိုင်ငံတချို့နဲ့တိုက်ရတယ်အာရှမှာနိုင်ငံတော်တော်များများနဲ့တိုက်ရတာဖြစ်တဲ့အတွက်ကြောင့်အများနဲ့တနိုင်ငံတိုက်တာဖြစ်တဲ့အတွက်ကြောင့် American ကြဆုံးမှာပါတရုတ်ကတော့နိုင်သွားမှာဖြစ်ပါတယ်တရုတ်ဟာဒီလိုကိစ္စတွေမှာစိတ်ရှုပ်မခံပါဘူးသူတို့အနေနဲ့ American နဲ့သူတို့ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အပေါ်မှာသူတို့အနေနဲ့သစ္စာရှိပါတယ်ဒီတခါမှအစ်ဖြစ်တာမဟုတ်ပဲနဲ့လွန်ခဲ့တော့ Donald Trump ရဲ့ပထမတက်တမ်းမှာဒီကိစ္စတွေဖြစ်ပြီးသားဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ American နဲ့ဒီတရုတ်နိုင်ငံရဲ့အမေသားဝယ်ယူရေးစာချုပ်မှာAmerican အနေနဲ့စာချုပ်မချုပ်ရတဲ့အတွက်ကြောင့်စာချုပ်ပေါင်း300လောက်ဒီတရုတ်ကရှုံးရမယ်အခြေအနေမှာရှိတယ်ဒါပေမဲ့Australia ကကြားဝင်ပြီးတော့တရုတ်ကိုအမဲသားရောင်းပေးတဲ့အတွက်ကြောင့်တရုတ်အတွက်ဘာမှပြဿနာမရှိတော့ဘူးစာချုပ်ချုပ်နိုင်ပြီဆိုတာကျွန်တော်အနေနဲ့တွေးရတယ်အဲ့အတွက်ကြောင့်ဒီစာချုပ်ဟာAmerican နဲ့တရုတ်နဲ့ပဲပစက်နဲ့ဂျင်ဆန်းစာချုပ်မတိုင်ခင်ဒီဖြစ်ပျက်သွားတာပါ American အနေနဲ့အမဲသားစာချုပ်300ကိုမချုပ်ပေးဘူးဂျင်ဆန်းစိုက်ပြိုးပေးဖို့ပဲပစက်စိုက်ပြိုးပေးဖို့စာချုပ်လည်းမချုပ်ပေးပေမဲ့ဒီပဲပစက်နဲ့ဂျင်ဆန်းကိုဘရာဇီးနိုင်ငံမှာစိုက်လို့ရတယ်ကနေဒါနိုင်ငံမှာစိုက်လို့ရတဲ့အတွက်ကြောင့်တရုတ်အနေနဲ့ပြဿနာမရှိဘူးဆိုတာကျွန်တော်အနေနဲ့တွေးရတယ် Donald Trump ရဲ့ပထမသက်တမ်းမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီသူ့ရဲ့မာယွန်းတဲ့ဒီကုန်သွယ်ရေးဆုံးဖြတ်ချက်ကြောင့် American အစိုးရအနေနဲ့လက်သမားတွေကိုနှစ်နာကြီးပေးရတာဒေါ်လာဘီလီယံချီပြီးတော့ပေးရတာကျွန်တော်မတွေးရပါတယ်ဒါပေမဲ့ဒီအကြောင်းတွေကိုကျွန်တော်သိမသိရဘူးမကြားရဘူးဆိုတာတော့เนาะတရုတ်နိုင်ငံအနေနဲ့ရေးကြီးခွင်ကျယ်မလုပ်ဘူးဒေါ်နယ်ထရမ့်အနေနဲ့လည်းသူ့ရဲ့အားနည်းချက်သူ့ရဲ့အမားဆိုတော့သူ့အနေနဲ့လူရှိမှာမချပြပဲနဲ့ဖုံးကွယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အမေသားနဲ့ဆိုင်တဲ့တရုတ်နဲ့အမေရိကန်နဲ့เนาะစစ်ပွဲမှာကြည့်မယ်ဆိုရင်အနိုင်ရတာတရုတ်လည်းမဟုတ်ဘူးအမေရိကန်လည်းမဟုတ်ပဲနဲ့ဩစတြေးလျကအနိုင်ရသွားတာကျွန်တော်တို့အနေနဲ့တွေ့ရပါတယ်ဒီတိုင်းဆက်သွားမယ်ဆိုရင်ဒေါ်နယ်ထရမ့်ဟာမကြခင်ဒေဝါလီခံရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာကြည့်ရအောင်ကျွန်တော်အမေရိကန်နိုင်ငံသွားပြီးတော့အိမ်တိုင်းသွားမယ်ဆိုရင်တရုတ်ပစ္စည်းမရှိတဲ့အမေရိကန်အိမ်မရှိဘူးဒါပေမဲ့နောက်တစ်ခေါက်ကျွန်တော်တရုတ်နိုင်ငံကိုသွားပြီးတော့အိမ်တိုင်းသွားမယ်ဆိုရင်အမေရိကန်ထုတ်ကုန်ပစ္စည်းရှိတဲ့တရုတ်အိမ်ဆိုတာရှားတယ်အဲ့တော့ကြောင့်တရုတ်ပစ္စည်းကိုအမေရိကန်ကအိမ်တိုင်းလိုသုံးတယ်အမေရိကန်ပစ္စည်းကိုတရုတ်နိုင်ငံမှာသုံးဆရာမလိုဘူးဆိုတာတွေ့ရတယ်ဒီအတွက်ကြောင့်ဒီကုန်သွယ်စစ်ပွဲအခွန်စစ်ပွဲမှာရေရှည်ကြာလာရင်တရုတ်ပဲနိုင်သွားမှာဖြစ်ပါတယ်ဒေါ်နယ်ထရမ့်ကပြောလိုက်တယ်ကျွန်တော်တို့တရုတ်ရဲ့ပစ္စည်းတွေကိုမဝယ်တဲ့အခါမှာတရုတ်ကဒီသူ့စက်ရုံတွေအားလုံးပေးရပြီးတရုတ်ဒုက္ခရောက်ပြီဆိုပြီးတော့ပြောတယ်ဒါတကယ်မှန်လားเนาะကျွန်တော်တို့ကုန်သွယ်ရေးစစ်ပွဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ tariff လို့ခေါ်တဲ့အခွန်ကို180ရာခိုင်နှုန်းလောက်เนาะ American ကတိုးလိုက်တယ်တိုးပြီးတော့ကောက်တဲ့အခါမှာဒီတိုင်းသွားမယ်ဆိုရင်တရုတ်ဒုက္ခရောက်မလားဒုက္ခရောက်မယ်ဒါပေမဲ့တရုတ်အတွက်မငိုပါနဲ့เนาะဘာကြောင့်လဲဆိုတော့တရုတ်ထက်ဒုက္ခရောက်မှာ American ဖြစ်တယ်အခု American နိုင်ငံသွားပါပြီးတော့ Walmart ကိုသွားအခု American နိုင်ငံမှာရှိတဲ့ Walmart ရဲ့ဒီ shelf လို့ခေါ်တဲ့ပစ္စည်းတင်တဲ့စင်မှာဒီတရုတ်ပစ္စည်းတွေမရှိတဲ့အတွက်ကြောင့်စင်ရဲ့3ပုံ3ပုံဟာကွက်လက်ဖြစ်နေပြီဟာနေပြီဆိုတာကျွန်တော်အနေနဲ့တွေ့ရတယ်ဒီတိုင်းသွားမယ်ဆိုရင်2020ခုနှစ် Donald Trump virus လို့ပြောတယ်လို့ပဲမကြခင် American ရဲ့
ဒီ Walmart ပြီးတော့ shopping center အားလုံးမှာပစ္စည်းမရှိဘဲနေမယ်တော့ကျွန်တော်ကိုတိုင် American တိုင်းပြီး3ခေါက်4ခေါက်ရောက်ဘူးတယ်ခင်ဗျားတို့လည်းတော်တော်ရောက်ဘူးပါပဲ American နိုင်ငံမှာကျွန်တော်သွားတဲ့ခါမှာအင်ဂျီကြည့်တော့ဖနက်ကြည့်ပါကြည့် Made in China တွေကြီးပဲဖြစ်နေနော်အဲ့အတွက်ကြောင့်နော်ဒီအခွန်စစ်ပွဲသာကြာမယ်ဆိုရင်ဒုက္ခရောက်မှာတရုတ်ထဲ American ဖြစ်မယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပြီးတော့ကျွန်တော်ဗျာဒိတ်ပေးရတယ်နော်ဒီစစ်ပွဲမှာကြာလာရင်နော် American ရဲ့ဒီ Walmart တို့ဒီတကယ် supermarket တွေမှာရောင်းကုန်ရှိမှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ American ရဲ့ Walmart နဲ့ချားနေရမှာကျွန်တော်ရောင်းတာအားလုံးတရုတ်မကဘဲနဲ့ကျွန်တော် make in Bangladesh make in India make in Thailand make in Vietnam ဒါတွေပဲရှိတယ်အဲ့တော့ကြောင့်အခု American ဖြစ်တာဒီတရုတ်နဲ့ဖြစ်တာမဟုတ်နိုင်ငံအားလုံးကိုသူကအခွန်180ကျော်လောက်ကောက်တဲ့အတွက်ကြောင့်ဘယ်သူမှဒီနှုံးနဲ့တွင်းနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ဒီတက်ရောက်မှုဟာတကယ်တော့ American နိုင်ငံကပို့ပြီးတော့ရေရှည်မှာနှစ်နာလာမယ်ဆိုတာတွေ့ရတယ်ကုန်စည်ပို့ဆောင်မှုเนาะတန်ကြိုးဝက်ဥကိုတော့တဖြည်းဖြည်းလဲလိုက်မယ်ဆိုရင် American မလျှော့ဘူးလဲလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ပစ္စည်းတွေရှားလာမယ်ကုန်စည်နှုန်းတက်လာမယ်တချို့ကုန်စည်နှုန်းဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ပြက်လက်ပြီးတော့ပြက်လက်တာတောင်မှရေရှည်ဖြစ်သွားမယ်ဆိုတာတွေ့ရဒီအတွက်ကြောင့် Donald Trump လောက်လိုက်တဲ့ဒီအခွန်စစ်ပွဲဒီအခွန်နဲ့ဆိုင်တဲ့ဥပဒေတွေဟာ American တိုင်းပြည်ကိုဖျက်ဆီးတာနဲ့အတူတူပဲဘေးအန္တရာယ်တော်တော်ကြီးပါတယ်ဒီအတွက်ကြောင့် Donald Trump ရဲ့ခွန်စစ်ပွဲဟာ USA စီးပွားရေးကိုညက်ကြေစေမှာဖြစ်တယ်ဒီတိုင်းသာဆက်သွားရင် American တော်တော်ဒုက္ခရောက်မှာတွေ့ရတယ်ဘာကြောင့်လဲသူကတရုတ်နဲ့ပဲဖြစ်တာမဟုတ်အိန္ဒိယနဲ့လည်းဖြစ်တယ်ဥရောပဘုံစင်းနဲ့လည်းဖြစ်တယ်ကနေဒါနဲ့လည်းဖြစ်တယ်မက္ကဆီကိုနဲ့ဖြစ်တယ်တိုင်းပြည်တိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်ဒုက္ခရောက်မှာအမေရိကပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်အမေရိကန်နိုင်ငံအခုလောလောဆယ်နိုင်ငံခြားကို export ပစ္စည်းရောင်းတာပို့တာတစ်နှစ်မှာဒေါ်လာ3 trillion 3ခုเนาะ billion ပြီးတော့ trillion 3ခုလောက်ပို့ရဒါပေမဲ့ဒီတိုင်းသွားရင်သူ့ပစ္စည်းကိုလည်းသူများမဝယ်တဲ့အတွက်ကြောင့်3 trillion ကနေတုံညကိုရောက်သွားပြီးတော့ American လည်းစီးပွားရေးကတ်ဆိုင်ပြီးတော့ဒီဝါလီခံမှာဖြစ်ပါတယ်ဒီ Donald Trump ကပြောလဲဆိုတော့เนาะပြီးတော့ဒါမကပဲနဲ့ဒီတိုင်းဆက်သွားမယ်ဆိုရင် American ရဲ့တော့စီးပွားဖက်ဒီအားလုံးဟာတရုတ်နဲ့မဟာမိတ်ဖွဲ့ဖို့အခုတန်းစီနေပြီအခု Australia က American အမေသားမရောင်းဘူးသူအမေသားရောင်းလိုက်တယ်နော်ပြီးတော့ American ပဲပစက်မထိုက်ပြီးတော့ Brazil စိုက်ပေးလိုက်တယ်ကနေဒါစိုက်ပေးလိုက်တယ်နောက်ဆိုရင် American ရဲ့မိတ်ဆွေတွေအားလုံးဟာတရုတ်ရဲ့မိတ်ဆွေတွေဖြစ်သွားမယ်Donald Trump ပြောလိုက်တယ်ငါတို့ American ဟာတဲ့မကြခင်မြောက်ကိုရီးယားလိုဖြစ်မယ်ဖြစ်မယ်တကယ်ဖြစ်မယ်ဒုက္ခရောက်မှာသူပြောချင်တာကတော့ဘယ်နိုင်ငံခြားကမှနော်ပစ္စည်းမတွင်းဘဲနဲ့ American နိုင်ငံမှာအားလုံးစိုက်မယ် American နိုင်ငံမှာအားလုံးထုတ်မယ်လို့ပြောတယ်ဒါပေမဲ့နောက်ဆုံးကတော့ American နဲ့တရုတ်ရဲ့အခွန်စစ်ပွဲမှာတရုတ်နိုင်မလားနိုင်မယ်ဘာကြောင့်လဲသူတနိုင်ငံထဲတိုက်တာမဟုတ်ဘဲနဲ့ကမ္ဘာနိုင်ငံအများနဲ့နော် American နဲ့တိုက်တာဖြစ်တဲ့အတွက်ကြောင့်တရုတ်နိုင်မယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရပါတယ်အဆုံးတိုင်အောင်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်